လက်ဖက်ကိုတုတ်စားတဲ့လူမျိုးကဘာပေါ်မှာမြန်မာပဲရှိတယ်တဲ့ကျန်တဲ့လူမျိုးကလက်ဖက်ကိုအချောက်ခံရင်တွင်းနဲ့ပြုတ်ပြီးအခါရည်ဖြစ်တောက်တာလက်ဖက်တုတ်စားတဲ့လူမျိုးကကျွန်တော်လူမျိုးတစ်မျိုးတည်းရှိတဲ့အကြောင်းပြောရင်းနဲ့လက်ဖက်တုတ်အကြောင်းရောက်သွားတာလက်ဖက်ကိုကျွန်တော်တို့တုတ်ပြီးစားရင်ဘယ်ထဲကိုထည့်စားလဲဆိုရင်ယွန်းအစ်ပေါ်မှာတင်ပြီးစားတာဗျယွန်းကလေးကိုကန်ပြီးတော့တကင်းတယောက်ကပြောတယ်ဟိတ်ကောင်ကွာတယ်တိတ်ဒိတ်ပဲရှိတာလက်ဖက်တုတ်ကကွာကြည်စားကွာတယ်မင်းငါမင်းမယ်ကွာတယ်ဒီယွန်းအစ်ကဘယ်ရလာတာလဲပကံကွာဟာပကံလည်းမပြောပါနဲ့ကွာမြင်းကပားရွာလို့ပြောပါကွာမြင်းကပားရွာဆိုတာမင်းအနော်တာမင်းစောစပြီးတဲခဲ့တဲ့ပထမမြန်မာနိုင်ငံတော်ကြီးပေါ်လက်ဖက်တင်ထားတာကွာလက်ဖက်ဘယ်ရလာလဲတဲ့စမ်းမြန်မိတာဟိုကောင်မလားရှမ်းပြည်ရှမ်းပြည်လို့ပြောရင်မင်းဘယ်ဟုတ်မလဲကွာလေတောင်ပေါ်ဒေသတွေကအကုန်ဖတ်တယ်ကွာလက်ဖက်ဆိုတာတောင်ပေါ်ပစ္စည်းကွာမြေပဲဆန်တွေဒီကကင်နေမြေပဲဆန်တို့ပဲလို့မျိုးတီးတို့ဒါတော့ကွာမြေပြန့်ကလာတာကွာလေပဇွန်ကြောက်တွေကင်နေသူကပဇွန်ကြောက်တွေကင်ပြီးသူကပြောတာဒါတော့ကွာလေမြို့ဝကျွန်းပေါ်ပေါ့ကွာလေတို့ရခိုင်တို့မြို့ဝကျွန်းပေါ်တို့မင်းတင်ရာကြီးဘက်ကလာတာကွာလေမင်းစဉ်းစားကြည့်ပထမမြန်မာနိုင်ငံတော်ကြီးပေါ်မှာတို့တိုင်းရင်းသားလူမျိုးတွေချစ်ချစ်ခင်ခင်စီးစီးလုံးလုံးနဲ့နေခဲ့ကြတယ်အတိတ်နမဲကြီးကွာလေမင်းလက်ဖက်တုပ်စားတဲ့အစင်လားပကန်းခစ်ကြရတာဖြစ်ခဲ့ရင်ငါတို့တိုင်းရင်းသားတွေချစ်ခဲ့ကြတာနှစ်1000မကားရှိပြီကွာစပ်ပြီးချစ်ဖို့လိုတယ်ကွာ